ရင်ဆုံးဒီကြက်သား50သားကိုရှလကားရဲ့စားရထည့်ပြီးတော့ဗောနော်တေချာလေးစိန်ထားမယ်စိန်ထားပြီးသွားပြီဆိုလို့ရှိရင်တော့မိနစ်20လောက်စိန်ထားပြီးသွားလို့ရှိရင်တော့သူ့ရဲ့အညစ်အကြေးကိုထွက်လာတဲ့ရေတွေအဲ့ရေကိုတုံးတယ်တင်းသွားလို့ရှိရင်အခုလိုမျိုးအသားတွေကိုတန့်စင်အောင်ရေတက်နဲ့4-5កောက်လောက်ဆေးပေးရမှာအဲ့ဒါမှအထက်မှာရှိရဲ့အညစ်တွေဒီရဲ့အညစ်အကြေးတွေကဒါတက်စင်တော့မှဖြစ်တာဗောနော်အဲ့လိုမျိုးဒီတေချာလေးဆေးကြောပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အရသာစနှဲမယ်အဲ့ဒါမှပါလဲဆိုလို့ရှိရင်ကျွန်တော်အသားမုတ်ပါမယ်စားနှဲငယ်ပါမယ်ငရုတ်ကောင်းပါမယ်ပြီးတော့လည်းဟင်းမွေးမဆလာပါနော်ဟင်းမွေးမဆလာပါမယ်ဒါလို့အရသာရှိနေဆိုတော့ကျောက်နှလုံးတော့အနစ်ကလေးခောက်ထည့်ပြီးတော့အရသာကိုနှက်ထားလိုက်ရတယ်ပြီးတော့လည်းချင်းကိုထောင်းပြီးတော့အရေးလေးညှစ်ပြီးစမ်းထားမယ်အဲ့ဒါပြီးတော့အရသာကိုတေချာနှက်ဖက်ပြီးတော့လည်းချင်းတော့15မိနစ်လောက်ပြန်ပြီးတော့အရသာလေးစိတ်ဝင်အောင်နှက်ထားပါမယ်အဲ့ဒီမှာပဲငပြရေးအကြည့်လေးနဲ့နည်းနည်းထည့်သုံးထားပါတယ်အရသာအားလုံးထည့်ပြီးတော့နည်းဖက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တရားကိုစားပြီးကြောဖို့အတွက်အလုပ်လုပ်ပါတော့မယ်မိတ်ဆွေများအားလုံးမင်္ဂလာပါဆရာတော်ကျွန်တော် online ကနေကြိုဆိုပါရစေအခုတင်ထားတဲ့ဖုန်းနံပါတ်အတိုင်းဆက်သွယ်ပြီးတော့ Android Smartphone ဝယ်ယူခြင်းများဘောဝဲများထည့်သွင်းခြင်းစာတန်းဒုစကားများထည့်သွင်းခြင်းများပြုလုပ်နိုင်တယ်လို့စက်ပိုင်းဆိုင်ရာ logo ရဲ့ error များကိုလည်း firmware တင်ပေးခြင်းများပြုလုပ်ပေးပါတယ်အပူပစ္စည်းများဖြစ်တဲ့ remote တွေ power ကြိုးတွေ LAN ကြိုးများကိုလည်းဝယ်ယူနိုင်ပါတယ်မိတ်ဆွေများအားလုံးပဲကျေးဇူးတင်ပါတယ်ဆရာတော်ရန်ကုန် online ခွန်3လုံး1 3လုံး5 5 6ကိုဆက်သွယ်မှာယူ Android ပေါင်းများမှာယူနိုင်ပါတယ်ခင်ဗျာကျွန်တော်ဒီကြက်ကြောစားလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဂျုံ300 g နဲ့တောင်းကော်မုတ်150 g နှစ်ခုကိုကျွန်တော်တို့ဇောဆက်ပြီးတော့ဓမ္မအောင်မှွေထားမှာဖြစ်ပါတယ်ဒီအမှုတွေကြေသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ခုနကအရသာနှက်ထားတဲ့ကြက်သားကိုဒီဂျုံထဲမှာကျွန်တော်တို့လိုးပြီးတော့ချက်ကိုစတင်ကြော်မှာဖြစ်ပါတယ်ကျွန်တော်အခုကျွန်တော်အစင်းလေးလုပ်ထားပြီပေါ့နော်ဒီမှာကျွန်တော်တို့ကြက်သားနှစ်ပီးသားအရသာနှစ်ပီးသားရဲ့ပြီးတော့ဒီမှာရေရဲ့ပေါ့နော်ပြီးတော့ဒီမှာဆက်ပီးသားဂျုံနဲ့ပြောင်းဖို့ကိုဆက်ပီးသားပေါ့နော်ဂျုံနဲ့ထုတ်ပြောင်းကော်မုတ်ထုတ်တာဆက်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ပြီးသွားပြီဆိုလို့ရှိရင်တော့ခုနအရသာနှက်ထားတဲ့ကြက်သားလုံးလေးတွေကိုကျွန်တော်တို့ဂျုံနဲ့နေမယ်နေပြီးတော့လို့ရှိရင်ကျွန်တော်တို့ရေထဲမှာစိမ့်မစိမ့်ပြီးချက်ချင်းရေပြန်စစ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ပြန်နှက်ပြီးပြင်ရေထဲကိုပြန်ထည့်အဲ့ဒါကိုကျွန်တော်တို့နှစ်ခါသုံးခါလောက်လုပ်ပေးရမှာဖြစ်ပါတယ်အဲ့ဒါလုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ပုံစံလေးရပြီဆိုရင်တော့ကျွန်တော်တို့စီပူထဲမှာထည့်ပြီးတော့ကြက်သားကိုစကြော်မှာဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်ဒါသုံးခါမြောက်ပေါ့နော်သုံးခါမြောက်ဖြစ်သွားပါပြီရေကိုကျွန်တော်တို့ဂျုံလို့ရပြီးရင်ကျွန်တော်တို့ရေကိုစိမ့်နေပြီးသွားပြီဆိုလို့ရှိရင်ပြန်ဆယ်တယ်ပြီးရင်ဂျုံထဲမှာပြန်စိမ့်နေဒါတော့အဲ့လိုမျိုးလေးသုံးခါလောက်လုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကြက်ကိုစတင်ပြီးတော့ကိုလိုချင်တဲ့ပုံစံရပြီဆိုရင်ကြော်လို့ရပါပြီအခုလိုကျွန်တော်တို့ဂျုံနဲ့နေပြီးတော့လိုချင်တဲ့ပုံစံရပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့စီပူတဲ့အိုးထဲမှာစတင်ပြီးတော့ကြော်မှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့စကြော်နေပါပြီကျွန်တော်တို့စကြော်ခြင်းကိုမလှန်ဘဲနဲ့10မိနစ်2မိနစ်လောက်စောင့်ပါစောင့်ပြီးသွားပြီဆိုရင်နည်းနည်းလေးရပြီဆိုတော့မှကျွန်တော်တို့ကြက်သားကိုတစ်ပတ်ပြန်လှန်ပြီးတော့ကျွန်တော်တို့ပုံစံမပြတ်ကလေးရအောင်ကျွန်တော်တို့ကြော်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့အခုဒါကြော်တဲ့ပုံစံအနေထားပါဗျာအားလုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီကြက်ကြော်ကလေးအားလုံးအဆင်ပြေသွားပါပြီစားတဲ့အခါမှာကြက်ရွလေးနဲ့အထက်ကကြက်သားလေးကိုအရသာရှိစားသုံးနိုင်မှာဖြစ်ပါတယ်မိတ်ဆွေများအားလုံးပဲလိုက်ပြီးတော့လုပ်ကြည့်ပါဒါဆိုရင်တော့ဒါကြော်ပြီးသွားတဲ့ပုံစံအနေထားလေးပေါ့နော်ဒါကြက်ကိုအားလုံးကြော်ပြီးသွားပြီဆိုရင်တော့ဒီလိုပုံစံလေးရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်